ကိုဒီနေ့ဖတ်ပြပေးခြင်းတဲ့ guideline လေးကကိုတို့ဗာလဲဆိုတော့နော် patient က antiplatelet ပေါ့နော် anticoagulants တွေ antiplatelet တွေတောက်နေရင်လည်းမှာ GI bleeding ရသွားရင်ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကိုတို့ဗာလဲဆိုတော့ guideline based notes လေးကိုထုတ်ထားပေးတာရှိပါเนาะအဲ့ဒီ notes လေးကိုဖတ်ပြပေးမှာဖြစ်ပါเนาะအဲ့တော့ကို recording လေးသွင်းလိုက်တယ်ပြန်ကြည့်လို့ရအောင်ပေါ့เนาะအဲ့ဒါလေးကို share ပေးမယ်လို့စဉ်းစားထားလို့เนาะအဲ့တော့ထုံးစံတိုင်းပေါ့နော်ကိုတို့ဒီတကယ်လက်တွေ့ပေါ်မှာလည်း antiplatelet တွေ anticoagulants တွေကကိုသုံးများတာပေါ့နော်သုံးများတယ် patient က ischemic heart disease ကြောင့်ပဲဖြစ်ဖြစ် stroke ကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုတောက်နေတဲ့လူတွေရှိတယ် anticoagulant ဆိုလည်းအဲ့လိုပဲပေါ့နော် anticoagulant indication ရှိတဲ့လူတွေပေါ့နော်ဥမာ AF ကနေ scanty prophylaxis အတွက်တောက်ထားမျိုးလည်းဖြစ်ရင်ဖြစ်မယ်နော် valvular heart disease တွေအကြောင်း AF ရပြီးတော့ warfarin တောက်ရမျိုးလည်းဖြစ်ရင်ဖြစ်မယ်စသဖြင့်ပေါ့နော်ကိုတို့သုံးများတယ် DPT တို့ကတော့ anticoagulant တောက်နေရမျိုးလည်းရှိနိုင်တာပေါ့နော်အဲ့လို anticoagulant တောက်နေတဲ့လူတွေမှာGM bleeding ရရင်ဘယ်လိုလုပ်ကြမလဲပေါ့အဓိကတော့ anticoagulant management ဘက်ကိုအဓိက target ထားပြီးတော့ဒီ video မှာတော့ကိုပြောပြပေးမှာဖြစ်ပါเนาะအဲ့တော့အရင်ဆုံးကတော့ထုံးစံတိုင်း initial stabilization လုပ်မယ်ထုံးစံတိုင်း hemodynamic medically stable ဖြစ်အောင်လုပ်မယ်ဒါတွေကို GM bleeding management ဘက်ကိုအရင်အသားပေးပြောမှာတော့မဟုတ်ဘူးဒီမှာတော့ကို antiplatelet anticoagulant management ဘက်ကိုနည်းနည်းဦးစားပေးပြီးပြောမှာဖြစ်တဲ့အတွက်ဒါလေးတော့ကိုအင်းကျုပ်လေးပဲပြောလိုက်တော့မယ်ပေါ့နော်အဲ့တော့အဓိကတော့ ထည့်မယ်ပေါ့ထုံးစံတိုင်းเนาะအဲ့တော့ GM နေပို့မယ်ပါမယ်ဒါရတော့ကိုသွားမယ်ပေါ့အဲ့တော့သွေးသွင်းမယ်ဆိုတဲ့အခါကြာရင်သွားပါလဲဆိုတော့ GM bleeding တွေရဲ့ guideline တွေမှာသွား hemoglobin ကို7ကျော်ရင်ရပြီဆိုပြီးပြောကြပါတယ်เนาะအဲ့တော့အထက်ပို့ပြီးတော့အများကြီးသွင်းစရာမလိုဘူးပေါ့7ကျော်ရင်ရပါပြီဆိုပြီးပြောကြတယ်ဒါပေမဲ့ဒီမှာသူရေးထားတာတွေတခုက active cardiovascular disease ပေါ့ ischemic heart disease ရှိတဲ့လူမျိုးတွေဆိုရင်တော့သူက ischemia ရှိနေတဲ့အခါမှာhemoglobin နဲ့ပို့ပြီး ischemia ကပိုဆိုးသွားတတ်တဲ့အောက်ဆီဂျင်မရဘဲနဲ့ပေါ့နော်အဲ့ဒါကြောင့်အဲ့လိုမျိုးလူမျိုးကြီးဆိုတော့8 to 9လောက်ကိုတို့ထားပေးမယ်ဆိုပြီးတော့ပြောပါနော်နောက်ကကြောင့် platelet သွင်းမှလားဆိုတဲ့ကိစ္စ generally platelet သွင်းစရာမလိုဘူးပေါ့နော်တချို့ရစဉ်းစားပါ antiplatelet တွေသွင်းတောက်နေတဲ့ patient ဆိုတော့ platelet လေးပြန်သွင်းလိုက်ရင် platelet function များပြန်ကောင်းမလားစဉ်းစားမှုပြီးတော့လုပ်တဲ့တွေရှိလို့ဖြစ်မယ်ထင်ပါတယ်နော်အဲ့တော့သူတို့ guideline မှာ routine လေးကို antiplatelet သွင်းစရာမလိုဘူးလို့သူတို့ပြောပါတယ်နော်အဲ့တော့ less than 50အောက်ဆိုရင်တော့သွင်းမယ်ပေါ့ဒါတခုပေါ့နော်တော့ bleeding အရင် massive ဖြစ်ရင်တော့သွင်းတာမျိုးလည်းရှိမယ်ပေါ့လေနော်နောက်တစ်ခါကျတော့ထုံးစံတိုင်းမျိုး risk stratification ကအဲ့ဒီ Glasgow Flash4 score ဆိုတာကိုရှိပါတယ်နော်အဲ့ဒါကတော့ GM bleeding ဘက်မှာအသေးစိတ်ပြောတာရှိလိမ့်မယ်နော်ဒါကြီးပါတော့နော်အဲ့တော့အဲ့လိုမျိုး score ကြည့်ပြီးတော့ and early and score လုပ်ဖို့ intervention တွေလုပ်ဖို့လို့စဉ်းစားမယ်ပေါ့နော်အဲ့တော့အဓိကဒီမှာကိုပြောချင်တာ antiplatelet management နော်အဲ့တော့ antiplatelet management မှာကိုတို့ aspirin ကို secondary prevention အနေနဲ့ပေးနေတဲ့ patient တွေပေါ့နော်အဲ့တော့ aspirin ကအများဆုံး group နောက်ပိုင်း guideline တွေမှာလည်း secondary prevention ကိုအဓိကဦးစားပေးပြောတယ် primary prevention မှာအရင်မပြောကြတော့ဘူးပေါ့နော်သူကိုယ်တိုင်က bleeding risk ကိုကြောက်တဲ့အတွက်ပါဒါပေမဲ့ secondary prevention ဆိုတော့တကယ်ကို ischemic heart disease ရှိနေတဲ့လူတွေ ACS ဖြစ်ဖူးတဲ့လူတွေနော်ဒါမှမဟုတ်ကိုခုနပြောတဲ့ ischemic stroke လိုမျိုးတွေဖြစ်ဖူးတဲ့လူတွေပေါ့တကယ်ကို vascular advance တွေဖြစ်ဖူးတဲ့လူတွေဆိုတော့ဒါဒီ secondary prevention နော်အဲ့တော့ secondary prevention ဆိုရင်သူကdo not stop လို့တော့ပြောပါတယ်နော် we holding increase the mortality ဒါလေးကကိုတို့လက်တွေ့မှာနည်းနည်းတော့ပွင့်နေပြောရင်တော့နည်းနည်းတော့ခက်တယ်ပေါ့လေနည်းနည်းတော့ခက်တယ်ဒါပေမဲ့သူတို့စာထဲမှာသူတို့ပြောထားတယ်ဆိုတာလေးကိုပြောချင်တာပါနော်အဲ့တော့ patient ကဘာဖြစ်လို့လဲဆိုတော့ကိုက bleeding တစ်ခုတည်းသူကစဉ်းစားနေရမှာမဟုတ်ဘူးဒီဘက်က underlying ischemic process ကိုပါသူကစဉ်းစားနေရနော်ဘာလို့ underlying ischemic heart disease ရှိနေတဲ့ဟာကြီးကိုတို့ဗာလဲဆိုတော့antiplatelet ရက်လိုက်ရင်အဲ့ဒီ ischemic heart disease ဘက်က mortality ကိုလည်းသူကကြောက်သွားသေးတယ်အဲ့ဒါမျိုးပေါ့နော်အဲ့တော့ ischemic process ပေါ့အဲ့လိုမျိုးတော့ကိုသူကစဉ်းစားတာမျိုးဖြစ်တဲ့အတွက်သူတို့ guideline မှာတော့ aspirin ဆိုရင် aspirin ကိုမရက်ပါနဲ့လို့တော့သူကရေးထားတယ်ပေါ့နော်ဒါပေမဲ့ခုနကကိုပြောသလိုပါဒါဆိုရင်ကိုရော patient တွေကိုမရက်ဘူးလားဆိုတော့ဒါရက်ဖြစ်သွားတာများပါတယ်เนาะဘာလို့ကိုကြောက်ကြတာပေါ့เนาะအဲ့ဒါဆိုကိုရီရှိမှာတစ်ခုလေးပေါ့ဒါကတော့ဟိုတကယ် guideline နဲ့လက်တွေ့ဘဝမှာနည်းနည်းလေးကွာတာဒါပေမဲ့အကိုစဉ်းစားတာက guideline ရဆိုမှန်ညီမတော့မှန်မယ်ပေါ့เนาะသူ guideline ရဆိုရင်ဆက်ပေးလို့ရတယ်လို့ပြောတယ်ဒါပေမဲ့အကိုလက်တွေ့ management မှာကျတော့ကိုက endoscopy ရအဲ့လောက်ထိလွယ်ကူကူမြင်မြင်ဆန်ဆန်မလုပ်နိုင်တာမျိုးပေါ့အဲ့လိုမျိုးပေါ့နော်တခြား facility တွေစဉ်းစားတာရှိတယ်အဲ့လိုမျိုးကြောက်တော့လေခဏတော့ရက်လိုက်တာမျိုးတွေတော့ရှိတယ်ပေါ့နော်အဲ့တော့hemostasis confirm ဖြစ်ပြီဆိုတာနဲ့ကိုသူကပြန်စဆိုတဲ့တဘောပါเนาะအဲ့တော့life threatening bleed လို့ဟာမျိုးဆိုတော့ခဏရက်တယ်ဒါတော့မှတော့စောစောပြန်စ day 1မှာတွေကပြန်စဆို hemostasis ရသွားပြီဆိုတဲ့ကားကို hemostasis ရသွားပြီ pressure stable ဖြစ်ပြီ bleeding နေနဲ့ control ရပြီဆိုတဲ့ကားကိုဘာလဲဆိုတော့ပြန်စလို့ရတယ်ပေါ့နော်အဲ့တော့ aspirin ကိုမရက်စေခြင်းတဲ့ဘက်ကနည်းနည်းများတယ်အရင် bleeding ဖြစ်ရင်တော့အစောနိုင်ဆုံးပြန်စမယ်ပေါ့နော်ပြန်စမယ်အဲ့တော့ဒါကကိုဘာလဲဆိုတော့ဟာနော်နောက်ကကြောင့် P2Y12 inhibitor ဆိုတဲ့ဟာ clopidogrel ticagrelor ပေါ့နော်အဲ့တော့အကိုတို့ရှိမှတော့ clopidogrel ပဲသုံးရမှာပေါ့မြန်မာပြည်အနေနဲ့ကတော့နော်အဲ့ဒါမျိုးဆိုရင်တော့ hold temporarily တဲ့နော်အဲ့တော့3 to 5 days တောက်နေရင်ပြန်စားပေါ့အဲ့တော့ dual တခုတော့ရှိပါ dual ပေးထားတဲ့လူဆိုရင်ပေါ့အောက်မှာပါလိမ့်မယ်နော်ခဏလေးပေါ့နော်ကိုကတော့ clopidogrel တောက်နေရင်နဲ့ bleeding ရသွားရင်တော့သူခဏရက်မယ်ရက်မယ်နော်အဲ့တော့ aspirin ကိုတော့သူကမရက်နဲ့လို့တော့သူ guideline ကပြောတယ်ပေါ့နော် clopidogrel ဆိုရင်တော့ခဏရက်မယ်3 to 5 days လောက်ဆိုရင် bleeding control ရပြီဆိုရင်
ပြန်စလို့ရပြီပေါ့နော်။နောက်ကကျတော့ dual antiplatelet ပေါ့ dual antiplatelet ကိုကြုံတဲ့ case တွေပေါ့နော်။ patient က recent MI ရဘူးတယ် stent နေထည့်ထားတယ်စသဖြင့်ပေါ့နော်။ dual antiplatelet တောက်နေတယ် aspirin နဲ့ clopidogrel ပေါ့ကိုရှိမှာအတွဲလိုက်ပေါ့နော်။အတွဲလိုက်တောက်နေတယ်ဆိုရင်လည်း continue aspirin နဲ့နော် hold တယ် P2Y ဆိုတဲ့ inhibitors ပေါ့နော်။အဲ့တော့ဒီ clopidogrel ကိုတော့ခဏရက်မယ် consult တဲ့ cardiology immediately နော်။အဲ့တော့သူလည်းအဲ့ဒါပဲ dual antiplatelet ကတကယ် strong indication ရပေးထားတာဆိုရင်တော့နှစ်ခုလုံးကိုပြန်စရမယ်တပေါ်နော် Rintrone နဲ့ P2Y ဆိုတဲ့ inhibitor as early as possible ပေါ့ ideally less than 5 days ဆိုတဲ့တပေါ်ပေါ့နော်အဲ့တော့အဲ့ဒါကြောက်သွားပါလဲဆိုတော့ bleeding risk ပင်မကပဲနဲ့သူတို့ ischemic risk ကိုပါကြောက်လို့နော်အဲ့တော့ aspirin ဆိုရင်သူတို့အများကြီးမရက်ခိုင်းတဲ့ဘက်ကပုံများတယ် clopidogrel ရက်မယ်ဆိုရင်တော့3 to 5 days အောက်တွင်ကိုပြန်စမယ်ပေါ့နော်အဲ့တော့ bleeding ကို control လုပ်ဖို့ကတော့ရေးတော့ကြီးမှာပေါ့နော်ဒါတော့ခုနပြောသလိုပေါ့ guideline ပေါ့တကယ်လက်တွေ့မှာတော့ခုနပြောသလိုပဲ endoscope ရဲ့ facility ရှိလားဆိုတာရကိုစဉ်းစားရတဲ့အချက်တွေမှာပါတာပေါ့လေနော်အဲ့ဒါနည်းနည်းလေးပြောရခက်တဲ့အပိုင်းပါဒါပေမဲ့ဒီလိုမျိုး guideline ရှိတယ်ဆိုတာလေးတော့ theoretically ကိုသိစေချင်တာမျိုးလေးပေါ့နော်အဲ့လေးတစ်ချက်ပါနော် okay အဲ့တော့ anticoagulant ဆိုရင်ရောပေါ့ anticoagulant ဆိုရင် warfarin ဆိုရင်ကိုဘာလုပ်မလဲဆိုတော့ vitamin K antagonist ပေါ့နော်အဲ့တော့ warfarin ကိုယ်တိုင် vitamin K antagonist ဖြစ်တဲ့အတွက် vitamin K ပြန်ထိုးတာမျိုးဘက်ကိုစဉ်းစားရတယ်ပေါ့နော်အဲ့တော့ reversal အနေနဲ့ကိုဘာလဲဆိုတော့သူတို့ကတော့ 4 factor prothrombin complex concentrate ဆိုတဲ့ဟာပေါ့နော်အဲ့တော့ prothrombin complex concentrate 4 factors နော် coagulant factor 4ခုပါမယ်အဲ့ဒါမျိုးကိုပြန်သွင်းတယ်ဒါပေမဲ့ကိုရီမှာမရှိဘူးနော်အဲ့တော့vitamin K ပြန်သုံးပေါ့နော်အဲ့တော့ FFP ပဲကိုတော့ပြန်သွင်းရတာသူတို့ကတော့ avoid FFP အလုံးနဲ့ကျူးတူးတယ်ကိုလို့ volume overload and slow onset ပေါ့ဒါတော့သူတို့ရဲ့စာပေါ့နော်ကိုရီးယားတော့ပြဿနာကကိုဘာလဲဆိုတော့vitamin K လည်းထိုးမယ်ဒီဘက်ကကိုဘာလဲ FFP လည်းသွင်းတယ်ဒါပဲကိုလိုမှလောက်ဆရာရှိတာပါ bleeding ရမ်းများလာရင်နော်ဒါပေမဲ့ FFP ကိုသူ volume overload ကိုကြောက်လို့နော် 4 factor prothrombin complex concentrate ဆိုတော့ factor concentrate လေးပဲဖြစ်တဲ့အတွက်အများကြီး volume မများဘူးအများကြီးကိုလိုမလိုဘူးပေါ့နော်အဲ့ဒါလေးနော်အဲ့တော့ endoscopy timing က can perform once INR is less than 2.5 เนาะအဲ့တော့သူက bleeding risk ကိုကြောက်နေသေးတာเนาะအဲ့တော့ INR ဘယ်လောက်အောက်ဆိုရင်ကိုလုပ်လို့ရလဲဆိုရင် less than 2.5 အောက်ဆိုရင်ကိုလုပ်လို့ရတယ်ပေါ့เนาะဒါကတော့ဟိုပါเนาะနောက်တစ်ခါကျတော့ DOAC တွေပေါ့ဒါရဲအတင်း oral anticoagulants တွေเนาะအဲ့တော့ epizaban rivaroxaban dabigatran ပေါ့ဒါတွေကိုပေါ့เนาะအဲ့ဒါဆိုရင်လည်းတဲ့ရက်ပြီးတော့ကို life threatening bleeding ရှိတယ်ဆိုရင်တော့သူက reversible factors တွေပေးလို့ reversible agents တွေပေးတယ်ပေါ့เนาะအဲ့တော့ dabigatran အတွက်ဆိုရင် idarucizumab ဆိုတာရှိတယ်factor 10A inhibitor epizaban တို့ rivaroxaban တို့အခုဒီမှာအဲ့ဒါအသုံးများတာပေါ့နော် epizaban သုံးများတယ်အဲ့ဒါဆိုရင် atazanet alpha ဆိုတာကိုရှိတယ်ပေါ့နော်ဒါပေမဲ့ခတ်ထာကကိုဘာလဲဆိုတော့အဲ့ဒီ specific reversal agent တွေကကိုဒီမှာမရဘူးအဲ့ဒါနည်းနည်းတော့ကြောက်ဖို့ကောင်းတယ်နော်အဲ့ဒါဆိုရင် alternative အနေနဲ့ကခုနပြော 4 factor prothrombin complex concentrate တွေတွင်းပေါ့နော်အဲ့ဆိုရင်အခုဗမာပြည်မှာဆိုရင်ဗမာပြည်မှာ account မရှိတော့ကိုလည်းမတတ်နိုင် FFP ပဲတွင်းပေါ့နော်သူတို့ guideline မှာတော့ FFP ကို recommend မလုပ်ထားဘူးနော်မလုပ်ထားဘူးကိုဘာလဲဆိုတော့နည်းနည်းခက်သွားတယ်အဲ့မှာကြတော့လေဟိုFFP ကအဲ့လောက်ထိ reverse မလုပ်နိုင်ဘူးဆိုပြီးပြောတဲ့စာတော့ရှိတယ်ပေါ့နော်ဒီဥစ္စာမှာကြတော့လေနော်အဲ့တော့ဒါကတော့ GI bleed လို့ရရင်နော်ဒါလေးကိုလုပ်လို့ရတယ်ပေါ့နော်အဲ့တော့အဓိက warfarin ကတော့ vitamin K ပေးမယ် plus ကိုရီနိုင်ငံကတော့ FFP ပဲသွင်းရတာပါနော်သူတို့ကတော့ FFP ထက်ဆိုင်ဒါကိုသွင်းခိုင်းတယ်ပေါ့နော်ဒီ DOAC တွေဆိုရင်လည်းသူက FFP မသွင်းခိုင်းဘူးသူတို့ကတော့ 4 factor prothrombin complex concentrate သွင်းမလား specific antidote ပေါ့နော် vitamin K အတွက် specific antidote ကwarfarin အတွက် specific antidote က vitamin K ပေါ့နော်ဒီဘက်ကကိုပါလဲဆိုတော့ဒါတွေအတွက်ကတော့ဒီမှာပေါ့နော်အဲ့တော့ dabigatran ဆိုရင်ဒါဖြစ်မယ် factor 10 inhibitor ဆိုရင်ကိုပါလဲဆိုတော့ epizaban အုပ်စုတွေဆိုရင် atazanet alpha ဖြစ်မယ်ပေါ့နော်ပြီး endoscopy and post procedure ပေါ့နော်အဲ့တော့ timing ကwithin 24 hour presentation မှာ endoscope ကိုသူကလုပ်ခိုင်းတယ်အဲ့တော့ PPI therapy ပေါ့နော် PPI မှာကို high dose PPI ကိုစဉ်းစားမယ်ပေါ့နော်အဲ့တော့အဲ့မှာသူက prokinetic agents တွေနည်းနည်းသုံးခိုင်းတယ် IV emycin ကတော့ prokinetic action antibiotic action အနေနဲ့ပေးတာမဟုတ်ဘူး prokinetic action ပေါ့နော်အဲ့တော့အပေါ်ဘက်ပြန်တက်တာ aspiration ရတာမျိုးနည်းအောင်လုပ်တဲ့သဘောပါနော်အဲ့တော့အဲ့ကိုသုံးရတယ်နောက် post endoscopy မှာလည်း IV PPI ကို bolus နဲ့ 8 mg per hour infusion တော့8 mg 12 hourly for 72 hour ပေါ့နော်အဲ့ဒါမျိုးတွေကိုပြန်ပြီးတော့ဆက်ပေးတယ်ပေါ့နော်ဒါကတော့ PPI ပေးရမယ်ဟာပေါ့နော်ဒီကကျတော့ non cirrhosis ပေါ့နော် non variceal bleeding တွေဖြစ်သွားမှာပေါ့အဲ့လိုမျိုးစဉ်းစားလို့နော် variceal bleeding အတွက်ကဆိုရင်တက်ပေါ့ဒါ GM bleeding ဘက်ကစဉ်းစားနော်ဒါကောင် non variceal ဆိုရင်တော့ PPI ကိုပဲအဓိကပေးနော်အဲ့တော့ anticoagulants တွေကိုဘယ်အချိန်မှာပြန်စမလဲဆို warfarin ဆိုတော့ usually day 7လောက်မှာပြန်စမယ်အဲ့တော့ဂျားထဲမှာတော့ bridging assessment လုပ်တင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဟို enox စာရေးပိုင်းပြန်ထိုးပြီးတော့မှပြန်ပြီးတော့ warfarin ပြန်ပြားသွားတာမျိုးရှိမယ်နော် DOAC တွေဆိုရင်တော့ကိုတို့reset
usually on day 3 to 7ပေါ့ဒါမျိုးပါเนาะအဲ့တော့ early resumption cost reduce the all cost mortality despite the slightly higher repeating risk လို့တော့ရေးထားတယ်ပေါ့เนาะဒါတော့ထူကြချက်ပါเนาะအဲ့တော့သူတို့က trial နဲ့ပြောတာเนาะအဲ့တော့ကြောင့်သူကအရန်ဖြတ်ထားအောင်သူတို့အားမပေးဘူးเนาะအရန်ဖြတ်ထားအောင်အားမပေးဘူးဒါတော့ GM bleeding ဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးပါဒါပေမဲ့ကိုတို့ case လေးတွေးလို့အမှန်ပွင့်လင်းပြောတော့အကိုကိုယ်တိုင်လည်းရှာဖတ်ရင်းနဲ့ဟို share လိုက်မယ်ဆိုပြီးတော့ဗောเนาะအဲ့တော့ဟို guideline ကြီးတွေအများကြီးတွေလျှောက်ပြပြီးဖတ်တော့လဲပြင်းစရာကြီးဖြစ်နေမှာဆိုလို့ပါเนาะအဲ့တော့အဲ့တော့ sorry ကိုဘက်က line နည်းနည်းလေးကြာပါအဲ့ဆိုရင် recording လုပ်နေတော့ line ကြာပါเนาะ okay အဲ့ဒါဆိုတော့ကိုဒီလောက်နဲ့ပဲဒီ video ရက်လိုက်တော့မယ်ပေါ့เนาะအဲ့တော့နောက်ပိုင်းလဲကိုတို့ IR တို့လို့ notes လေးနဲ့ video လေး share ပေးမှာပါเนาะအဲ့တော့ဒီနေ့တော့ဒီလောက်ပဲပေါ့เนาะ short video လေးပါအကြာကြီးဆိုရင်လည်းပြင်းကုန်ပါဆိုလို့လေเนาะဒီလိုလေးပဲကိုတစ်ပိုင်းလေးပြောပြပါမယ်เนาะကျေးဇူးတင်ပါတယ်